သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာနမြန်မာနိုင်ငံလုံးဆိုင်ရာထေရဝါဒဗုဒ္ဓဘာသာအဖွဲ့ချုပ်နှင့်နယ်စပ်တောင်တန်းဒေသသာသနာ့နုဂဟအသင်းရန်ကုန်တိုင်းမှစီစဉ်ကျင်းပပြုလုပ်တဲ့ရန်ကုန်တိုင်းဒေသကြီးအတွင်း2025ခုနှစ်မှာပထမဦးဆုံးအကြိမ်ကျင်းပပြုလုပ်တဲ့တိုင်းဒေသကြီးအဆင့်ဓမ္မစကြာဒေသနာတော်ရွတ်ဆိုပူဇော်ပြိုင်ပွဲကြီးဖွင့်ပွဲခမ်းနားကိုဩဂုတ်လ2ရက်ကရန်ကုန်မြို့ရန်ကင်းမြို့နယ်မိုးကောင်းစုတောင်းပြည်ဖျားဝင်အရိယာဓမ္မယုံမှာကျင်းပပြုလုပ်ခဲ့ပါတယ်။တခြင်းအပြည့်စုံကိုဆက်လက်တင်ပြပေးသွားမှာဖြစ်ပါတယ်ရှင်။ဓမ္မစကြာတရားတော်မှာမြတ်စွာဘုရားပထမဆုံးဟောကြားတော်မူတဲ့တရားဥဓမ္မစကြာတရားတော်လို့ခေါ်ဆိုပြီးသစ္စာ၄ပါးတရားတော်ကိုကျွန်းဆိုဟောကြားတော်မူတဲ့ဒေသနာတော်ဖြစ်ပါတယ်။မြန်မာနိုင်ငံလုံးဆိုင်ရာထေရဝါဒဗုဒ္ဓဘာသာအဖွဲ့ချုပ်နဲ့ရန်ကုန်တိုင်းဒေသကြီးနယ်စပ်တောင်တန်းဒေသသာသနာ့နုဂဟအသင်းတို့မှာဗုဒ္ဓယဉ်ကျေးမှုအခြေခံကောင်းတွေဖြစ်တဲ့မင်္ဂလာတရားတော်များဓမ္မစကြာဒေသနာတော်ကိုရွတ်ဆိုပူဇော်ခြင်းဖြင့်ပုံမထိရောက်စေရန်ရည်ရွယ်ပြီးပြိုင်ပွဲအသွင်ကျင်းပရခြင်းဖြစ်တယ်လို့သိရပါတယ်။ကျွန်တော်တို့နိုင်ငံကြီးမှာဒီတရားဥဓမ္မစကြာဒေသနာတော်တွေရွတ်ဖတ်ခြင်းအပြင်ကဘာသူကဘာသားတွေအေဂျင့်ကြဖို့ပေါ့နော်ဒါကိုလည်းအဓိကရည်ရွယ်ပါတယ်တိုင်းဒေသကြီးအဆင့်ဖြစ်တဲ့အတွက်မြို့နယ်တွေပေါ့မြို့နယ်တွေမှာမှတကယ်အောင်မြင်ဆုံးအသင်းတွေကိုရွေးချယ်ပြီးတော့မှဒါကိုနောက်ဆုံးစကားတင်ပေါ့နော်ဒီ8သင်းပေါ့ဒါကိုပြိုင်တာဖြစ်ပါတယ်ပထမစုကိုတော့ကျွန်တော်တို့ဒီဂုံတူးဆောင်ဒီတိုင်းရဲ့ဂုံတူးဆောင်စုတစိတ်ရဲ့ငွေ10သိန်းရဲ့ပေါ့ဒါပထမစုကိုချီးမြှင့်ပါမယ်ဒုတိယစုကိုတော့စုတစိတ်နဲ့ငွေ9သိန်းနဲ့ချီးမြှင့်ပါမယ်တတိယစုကိုတော့9သိန်းနဲ့စုတစိတ်ချီးမြှင့်ပါမယ်အမောပထမစုကိုတော့2သိန်းဒုတိယစုကို3သိန်းခွဲတတိယစုကိုတော့3သိန်းပါအဲ့လိုစုကြမယ်နောက်ကျန်တဲ့2သိန်းစုတွေကိုတော့2သိန်းစီထောက်ပံ့ပါမယ်ဓမ္မစကြာဆိုတာတရားဥတရားထူးဓမ္မစကြာဒေသနာတော်ကိုကျမတို့ပူဇော်ရတဲ့အတွက်အတိုင်းမသိဂုဏ်ယူလဲဂုဏ်ယူပါတယ်ဝင်းလဲဝင်းတာပါတယ်အခုလိုရှင်ပြန်ရတဲ့အတွက်လဲကျမတို့မှာအတိုင်းမသိမန္တာပီတိဖြစ်ပါတယ်မတို့က22ဦးပြိုင်ပါတယ်အရန်2ယောက်ပါပြီးတော့မတို့ကတစ်လလောက်တော့အကျင့်နာပါတယ်ပထမစုရမယ်လို့လည်းမျှော်လင့်ပါတယ်ပြိုင်ပွဲကိုဒီသာနာနုဂဟကျင်းပတဲ့ပြိုင်ပွဲမှာပထမဆုံးချိန်ပြိုင်တာပါရန်ကုန်တိုင်းဒေသကြီးအဆင့်ဓမ္မစကြာဒေသနာတော်ရွတ်ဆိုပူဇော်ပြိုင်ပွဲကြီးကိုပြိုင်ပွဲဝင်ဝေအသင်း8သင်းတို့မှပါဝင်ရှင်ပြိုင်ခဲ့ကြတာဖြစ်ပြီးစုချင်းမြင့်ပွဲအခမ်းအနားကိုဩဂုတ်လ9ရက်နေ့မှာနေပြည်တော်ပြည်ထောင်စုနေမြေရှိမဟာဝိဇ္ဇာဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးမှာကျင်းပသွားမှာဖြစ်တယ်လို့သိရပါတယ်ရှင်။